စုပန်ကလေးယာတဝနာကလေးယာသို့ဟုတ်ဗျာအိန္ဒဒေဝီသည်1554ခုနှစ်မတိုင်မီသူခေါ်တရားတိုင်ပိတ်တလောက်မြို့စန္ဒနနန်းတော်တွင်မွေးဖွားခဲ့ပါသည်စုပန်ကလေးယာသည်16ရာစုယူရီးယားမင်းသမီးတစ်ပါးဖြစ်ပြီးဟန်သာဝတီဘရင်နာမင်းတရားကြီး၏မိဖုရားတစ်ပါးလည်းဖြစ်ပေသည်ယူရီးယားမင်းသမီးစုပန်ကလေးယာ၏ဘဝအကြောင်းကိုမှတ်တမ်းတင်ထားသည့်သမိုင်းမှတ်တမ်းမှာအနည်းငယ်သာရှိတော်လေရင်းနှင့်ပတ်သက်သည့်ဒဏ္ဍာရီအမြောက်အများသည်ထိုင်းတနိုင်ငံလုံးတွင်ပြန့်နှံ့လျက်ရှိပြီးထိုင်းနိုင်ငံ၏သူရဲကောင်းတဦးအဖြစ်လဲနတ်သမီးတစ်ပါးအဖြစ်၎င်းထင်ရှားကျော်ကြားသောမင်းသမီးတစ်ပါးဖြစ်ပါသည်ဒါအပြင်မြန်မာနိုင်ငံမှနတ်ကိုးကွယ်သူတချို့ကလည်းစုပန်ကလေးယာ၏အယိုးပြအိုးကိုထိမ့်သိမ်းထားတဲ့ရန်ကုန်မြို့မင်္ဂလာတုံမြို့နယ်ရှိစိုက်ကလော့ဇီရီတော်အတွင်းရှိစုပန်ကလေးယာနန်းကိုလာရောက်ပူဇော်ဆုတောင်းသူများလည်းရှိလာပါသည်စုပန်ကလေးယာသည်ပိတလောက်မျိုးစားမဟာဓမ္မရာဇာမင်းနှင့်မိဖုရားဝိတုဒ္ဓိခတ္တိရီတို့၏သမီးတော်ဖြစ်ပါသည်မွေချင်း2ယောက်ရှိပြီးမောင်တော်မင်းသားဗန္နရစ်နှင့်ဧကာဒတရတ်တို့ဖြစ်ကြပါသည်သူ၏မေတော်ဘက်မှအမျိုးဆက်လျင်စัจ java ဝတ္ထိချက်ကရာဖတ်မင်းနှင့်သူရိယောဒယစုရိယထိုင်မိဖုရားတို့၏မြေတော်တဦးဖြစ်ပါသည်စုပန်ကလေးယာသည်ရွှေအစင်းကဲ့သို့အသားအရည်ချောင်းမွေ့သူဗျက်သူဝနဒေဝီအဖြစ်ယူရီးယားရာဇဝင်များမှမှတ်တမ်းတင်ခဲ့ပြီးမြန်မာရာဇဝင်များကလည်းထိုအချက်ကိုအစွဲပြုကာဗျတ်တဝန်ဟုသုံးနှုန်းမှတ်တမ်းတင်ခဲ့ကြပါသည်တမိုင်းကြောင်းအကျဉ်းကိုပြောပြရပါလေ1569ခုနှစ်တွင်ဟန်သာဝတီပြည်ရှင်ဘုရင်နောင်မင်းတရားကြီးကိုရိုအတိုင်းအယုဒ္ဓရသို့ချီတက်သိမ်းယူခဲ့သည်ပိတလောက်မျိုးစားဗျမဟာဓမ္မရာဇာသည်ဘုရင်နောင်မင်းတရားကြီးထံသစ္စာခံပြီးအယုဒ္ဓရကိုသိမ်းပိုက်ရာတွင်ပါဝင်ခဲ့ပါသည်အယုဒ္ဓရဘုရင်မဟိန္ဒမင်းကြီးသည်ဗျမဟာဓမ္မရာဇာနှင့်ရောက်ဖတော်ဆက်ပါသည်ဘုရင်နောင်မင်းတရားကြီးသည်အယုဒ္ဓရပြည်ကိုသိမ်းပိုက်ပြီးအယုဒ္ဓရဘုရင်မဟိန္ဒမင်းကြီးအားနန်းချပြီးဘုရင်နောင်မင်းကြီးကိုရောတိုင်းထီးဖြူပေး၍အယုဒ္ဓယဘုရင်ဗျမဟာဓမ္မရာဇာအားနန်းတင်ပေးခဲ့ပါသည်ဗျမဟာဓမ္မရာဇာကလည်းမိမိ18နှစ်အရွယ်သမီးတော်စုပန်ကလေးယာကိုဘုရင်နောင်ထံဆက်တခဲ့ပါသည်ဘုရင်နောင်မိဖုရားကြီးသည်အယုဒ္ဓရကိုသိမ်းပိုက်ပြီးနောက်တိုက်ပွဲကြောင့်ပြိုကျပျက်စီးခဲ့သောဖျားကျောင်းကန်ဇီဒီပထိုးများကိုပြန်လည်ပြုပြင်မွမ်းမံခဲ့ပါသည်ပိဋကတ်3ပုံကိုလည်းဘာသာပြန်၍ပေးပို့စေခဲ့ပါသည်မြန်မာမွန်ယူရီးယားရှမ်းတန်ဃာတော်များကိုလည်းပင့်ဖိတ်ကရက်လေအောင်စွန်းလှုပ်ကြွေးတော်မူခဲ့ပါသည်အလေးတင်တောင်အချင်းအတွဲများကိုလည်းမြန်မာပြည်နှင့်တညီတည်းဖြစ်အောင်ညှိနှိုင်းသတ်မှတ်ခဲ့ကြပါသည်မနုကျေဓမ္မသက်နှင့်စင်ဖြူရှင်ဖြတ်ထုံးကိုစီရင်ခဲ့ပြီးတရားဥပဒေကိုဟန်သာဝတီနေပြည်တော်နှင့်တညီတည်းသတ်မှတ်စေခဲ့ပါသည်မိမိထံသစ္စာလာခံသူတိုင်းကိုမရှုံးချဘဲအရေးအသွေးအလိုက်ချီးမြှင့်မြောက်စားတော်မူခဲ့ပါသည်အလုံးစုံသောအရေးများကိုစီရင်ပြီးနောက်ယူရီးယားမင်းသမီးစုပန်ကလေးယာနှင့်မောင်တော်နေရန်စံတို့မောင်နှမ2ယောက်ကိုဟန်သာဝတီသို့ခေါ်ဆောင်လာပြီးစုပန်ကလေးယာကိုမိဖုရားမြောက်ခဲ့ပြီးနေရဆွမ်းမင်းသားကိုသားအဖြစ်မွေးစားတော်မူခဲ့ပါသည်ဘုရင်နောင်မင်းတရားကြီးသည်သားတော်အဖြစ်မွေးစားတော်မူသောမင်းသားနေရဆွမ်းခေါ်ဗန္နရစ်ကိုမင်းကြီးမင်းသားများနှင့်အတူမင်းသားတို့အတက်အပ်သည်အထာရတများကိုသင်ကြားစေခဲ့ပါသည်ဘုရင်နောင်မင်းတရားကြီးသည်စုပန်ကလေးယာကိုချစ်မြတ်နိုးခဲ့ပြီးမင်းကြီးနှင့်သမီးတော်တစ်ပါးရရှိခဲ့ပါသည်သမီးတော်အမည်မှာမင်းအထွေးဟုမြန်မာရာဇဝင်မှတ်တမ်းများတွင်ရေးသားဖော်ပြထားပါသည်1582ခုနှစ်တွင်ဘုရင်နောင်မင်းတရားကြီးသည်နတ်ရွာစံပြီးသားတော်နန္ဒဘုရင်နန်းတက်ခဲ့ပါသည်ဟန္တာဝတီဧကရစ်နန်းတက်ပွဲမှာအခြာ
လက်အောက်ခံဘယင်များလည်းတက်ရောက်ခဲ့ပြီးအယုဒ္ဓယဘယင်ဖြစ်နေသည့်နေရဲဆန်ကိုဗျနရစ်လည်းလက်ဆောင်ပနာများနဲ့အတူအဖူးအမျော်ရောက်လာပါသည်1594ခုနှစ်နောက်ပိုင်းတွင်ယူရီးယားမြန်မာစစ်ဖြစ်ကြပြီးဟန်သာဝတီမှာရှိနေသည့်စုဘန်ကလျာကိုနနဘယင်ကအမျက်တော်ရှိ၍ကိုဝန်အရင်အမာရှိနေစဉ်နနဘယင်ကစုဘန်ကလာနှင့်အတူသမီးတော်မင်းအထွေးကိုဓာဖြင့်ခုတ်သက်ခဲ့သည်ဟုထိုင်းရာဇဝင်မှတ်တမ်းများကဖော်ပြထားပါကြောင်းဆိုထားကြပါသည်မြန်မာရာဇဝင်မှတ်တမ်းများတွင်ကထိုအချက်ကိုမှတ်တမ်းတင်ထားခြင်းလုံးဝမရှိပါရှင်ဟုတ်ကဲ့နောက်ထပ်တွေလည်းနေရဲဆန်ရဲ့အကြောင်းကိုဖတ်ပြပေးပါမယ်